ကဲအားလုံးပဲမင်္ဂလာပါအခု2026 3လပိုင်း1ရက်2ရက်နေ့ကိုချမ်းရဲ့အိမ်တစ်တက်မင်္ဂလာပွဲရှိပါရေပေါ့နော်အဲ့တော့ချမ်းရဲ့အိမ်တစ်တက်မင်္ဂလာပွဲကိုလာလို့ရတဲ့သူတွေအားလုံးလာခဲ့ပြကြပါလို့ဖိတ်ပါရေပေါ့ကဲအဲ့တော့အိမ်တစ်တက်ပွဲမှာဘာတွေကျွေးမလဲဘယ်လိုတွေပြောပါမလဲဆိုတာပေါ့နော်အိမ်တစ်ကြရင်အိမ်တစ်တက်ပွဲကြရင်လာခဲ့ကြပေါ့နော်ကိုတော့ရင်ခုတ်နေတာလေကဲဒါတော့အဲ့ခံပေါ့တဲ့ဖျားเจ้าဆောင်ကြတော့ပေါ့နော်အခုမှချမ်းကစိတ်ကြိုက်ကိုပြင်ဆင်နေတော့လည်းဖြစ်ပါရေပေါ့နော်ကဲလားဒါကြတော့တဲ့ဒါတော့ချမ်းအခန်း၃ခန်းလက်ထားပေါ့နော်ချမ်းတစ်ခန်းပါမယ်အဖေတစ်ခန်းချမ်းသူလေးတစ်ခန်းပေါ့ပြီးတော့အနောက်မှာတစ်ခန်းပါသေးတယ်ပေါ့နော်အခုအိမ်တစ်တက်ပွဲကိုလာခဲ့ဖို့အားလုံးဖိတ်ခေါ်ပါရေလို့ရှင်လည်းရခုံခဲ့ဘဝမှာအများကြီးစူးစမ်းထားတယ်ပေါ့နော်ဖြစ်ချင်နေတဲ့ဘဝတစ်ခုပေါ့နော်ဒါဖြစ်လာမယ်လို့တော့ကိုမထင်ခဲ့ဘူးအခုဖြစ်လာခဲ့ပြီဆိုအရင်ကြီးခုံလို့ရှာနေတာပေါ့အိမ်တစ်မင်္ဂလာတက်ပွဲကြရင်ဘောပွဲကျွေးမှာနော်မပြီးရင်တိုးစရာငါကလောင်းခင်တွေ့ကြက်တာနေဘူးဒီနေတဲ့ချက်ကျွေးမှာနော်ရှယ်ကိုကျွေးပါတိလားအဲ့ဒါလာခဲ့ကြနော်ကျွန်တော်ကလည်းအဲ့လက်ဆောင်မှယူတယ်တိုင်းနေလာရတာဖြစ်အဲ့ဒီဖြစ်ရောက်ဖို့လေချမ်းအရန်စူးစမ်းခဲ့ရတယ်တကယ်ကိုချမ်းစူးစမ်းရတယ်ပေါ့နော်ဒါပေမဲ့လည်းချမ်းစူးစမ်းရတယ်ပြင်မရဂျုံနဲ့တယ်လို့ချက်ခုချမ်းခံယူတယ်ပေါ့နော်အဲ့တော့ဖုတ်ဖွလေးပြောရမယ်ဆိုအိမ်တိမ်စောက်တယ်ဆိုတာပေါ့နော်ချမ်းတို့တနေ့တာပြင်ပန်းခဲ့တဲ့အလုပ်တွေစင်ကြီးခဲ့တဲ့အရာတွေကဒီအိမ်လေးမှာအနားယူဖို့အတွက်ကိုပေါ့နော်ကိုစိတ်ကြိုက်လေးကိုတက်နိုင်တဲ့ငွေလေးနဲ့တောက်ပအောင်ချမ်းပြင်ဆင်နေတာပေါ့နော်တကယ်အရန်ပြောတယ်အရန်စိတ်လုံးချပြီးတော့ပေါ့နော်ရင်ထဲမှာဘာနဲ့မှပြောပြလို့မရတဲ့ပီတိမျိုးကြီးဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပုဂ္ဂိုလ်လေးပြောရမယ်ဆိုချမ်းပိုင်ဆိုင်ရတဲ့အရာလေးဆိုရင်ဘယ်အရာမဆိုပေါ့နော်ဟိုချမ်းရမ်းတန်ဖိုးထားရပေါ့နော်အရန်ချမ်းညံ့လို့တယ်ဘာကြောင့်လဲဆိုရင်ချမ်းစူးစမ်းရှာခဲ့တဲ့ပစ္စည်းတွေအားလုံးကချမ်းတကယ်ကိုပြင်ပြင်မဲမဲနဲ့ဒုက္ခတွေရာရနေပြီးချမ်းစူးစမ်းလာတဲ့အတွက်ဒါကြောင့်ကြောထောင်းနောက်ခံငွေကြီးမရှိဘူးပညာရည်ရှိမရှိဘူးအသိပညာအရန်နေပါတဲ့လူငယ်တယောက်အနေနဲ့ပေါ့အခုလိုဖြစ်မြောက်အောင်ကြိုးစားကြချမ်းရမ်းတက်ဖို့ထားရအရင်လေးပြောရပေါ့နော်ချမ်းအိတ်တက်လေးကိုလည်းတက်နိုင်ကြလားဒီဆက်ရပဲဖြစ်ဝေးရပြီလာခဲ့ပြကြပါလို့ဖိတ်ခေါ်ပါရဲ့အားလုံးပေါ့နော်ဟုတ်ကဲ့အရင်ပြောနေလို့ချင်းချင်းပြောရအောင်နော်ဟုတ်ကဲ့